ကျွန်တော်တို့ရဲ့ဒီခေတ်သစ်ကဘာကြီးကလေမစီနဲ့မမြင်နိုင်တဲ့ຢာတွေနဲ့အလုံးလုံးနေတယ်ဆိုတာကိုသိကြလားမသိဘူးဒီနေ့မှာတော့အဲ့ဒီမမြင်နိုင်တဲ့နည်းပညာတွေအာယုံခန်းစားတဲ့တွေအကြောင်းကိုအတူတူလေ့လာကြည့်ကြအောင် ကဲဒီလိုလေးစဉ်းစားကြည့်ရအောင်။ကိုင်းနေကြ smartphone အလုံးကလေဘဲဘက်ကအပေါ်ဘဲဘက်ကအောက်ဆိုတာကိုဘယ်လိုများထိနေတာလဲ။အဲ့ဒီရိုးရှင်းသလိုထင်ရတဲ့မေခွန်းလေးကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်နည်းပညာရဲ့အဓိကတော့ချက်ဖြစ်နေပါတယ် အဖြေကတော့ sensors တွေပါပဲဟုတ်ပါပြီကျွန်တော်တို့ရဲ့ PC ကိုအသိဉာဏ်ရှိစေတဲ့တင်းငယ်ပင်မဲ့အစွမ်းထက်တဲ့အဲ့ဒီအာယုံခံကိရိယာတွေအကြောင်းဒီနေ့မှာအသေးစိတ်ရှင်းပြသွားမှာပါ ဆရာလေဒီ PC တွေကမျက်လဲပြနေတာတော့မဟုတ်ဘူးပေါ့သူတို့ရဲ့ပတ်ဝန်းကျင်ကိုမြင်နိုင်ဖို့ကြားနိုင်ဖို့ပြီးတော့ခန်းစားနိုင်ဖို့အတွက်တင်းငယ်တဲ့ electronic အာယုံခံအပူပန်တွေပေါင်းမှမိခွနေရတာပါ တကယ်တော့ဒီအာယုံခံကိရိယာတွေကအရင်ကတည်းကရှိခဲ့တာပါဒါပေမဲ့ကျွန်တော်တို့ရဲ့အိတ်ကချင်းမှာရှိနေတဲ့ပစ္စည်းတစ်ခုကမှဒီနိပညာလောကကိုတကယ့်ကိုတော်လန်ပြောင်းလဲပစ်ခဲ့တာပါဟုတ်ပါတယ် smartphone တွေအကြောင်းပြောနေတာပါ sensor တွေရဲ့သမိုင်းကိုပြန်ကြည့်ရင်အဓိကအချိုးအကွေးကြီးနှစ်ခုရှိခဲ့တယ်လို့ပြောလို့ရပါတယ်ပထမတစ်ခုက1980ခုနှစ်တင်မှာပါကားထုတ်လုပ်ရေးကဘေဂင်လုံခြုံရေးအထက် sensor တွေကိုအများကြီးတောင်းဆိုလာခဲ့တယ်ဒါပေမဲ့တကယ်အပြောင်းလဲကြီးကတော့2010ခုနှစ်မှာ iPhone ထွက်လာတဲ့အချိန်ပါပဲအဲ့ဒီမှာချင်း sensor တွေကိုတန်ပေါင်းများစွာသောလူတွေရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်လို့ဖြစ်သွားပြီး sensor နည်းပညာရဲ့ခေတ်တစ်ခုကိုစတင်ခဲ့တာပေါ့ အဲ့ဒီတော့မေးစရာရှိတာကဒီစင်ဆာတွေကိုဒီလောက်သိငယ်အောင်ဘယ်လိုလုပ်လိုက်တာလဲအဖြေကတော့ MEMS လို့ခေါ်တဲ့နည်းပညာကြောင့်ပါပဲဒီလိုလေးစိတ်ကူးကြည့်လိုက်ပါစမင်တမြင်ထက်တောင်သိငယ်တဲ့စက်အပါအဖြစ်စီးတွေကိုချစ်ပြားလေးတစ်ခုပေါ်မှာထည့်သွင်းလိုက်တာမျိုးပေါ့ဒါကတကယ်ကိုအန်ထိုးစရာကောင်းပါတယ်ကျွန်တော်တို့နေတိုင်းသုံးနေတဲ့ smartphone တစ်လုံးထဲမှာလေအလင်းအတန်းလှုပ်ရှားမှုတည်နေရာကိုအာယုံခံနိုင်တဲ့စင်ဆာမျိုးစပေါင်းဒါဇင်နဲ့ချီပြီးထည့်သွင်းထားတာပါဒါဟာကျွန်တော်တို့ရဲ့လက်ဖော်အထဲမှာတင်းငယ်တဲ့အာယုံခံစင်းတဲ့တစ်ခုလုံးကိုတည်ဆောင်ထားတယ်လို့ပါပဲကဲဒါဆိုရင်ဒီဆန်ဆာတွေကတကယ်တမ်းမှဘယ်လိုအလုပ်လုပ်ကြလဲဆိုတာကိုလေ့လာကြည့်ကြရအောင်သူတို့ရဲ့နောက်ကွယ်မှာရှိနေတဲ့ပါနတ်ပြီးတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေခံသဘောတရားတွေကိုတစ်ခုချင်းစီဖော်ထုတ်ကြည့်ကြပါမယ်အခန်းထဲဝင်လိုက်တာနဲ့မီးကအလိုအရောက်ပွင့်လာတာမျိုးကြုံမှုကြမှာပေါ့အဲ့ဒါက PIR sensor တဲ့လက်ရပါပဲသူကဘယ်လိုအလုပ်လုပ်လဲဆိုတော့လူတွေရဲ့ကိုယ်အပူချင်းကနေထုတ်လွှတ်တဲ့အနီအောက်ရောင်ခြည်ကိုအာယုံခံပြီးအလုတ်လုတ်တာပါ ဒါပေမဲ့ဒီ sensor လေးက area ကျကြီးတစ်ခုကိုဘယ်လိုစောင့်ကြည့်နိုင်တာလဲရုပ်ဝက်ချက်ကတော့ freshman မှန်ပြီးလူပါပဲဟိုးရင်မီးပြတဲ့တွေမှာအလင်းရောင်ကိုအဝေးကြီးရောက်အောင်လွှင့်ထုတ်နိုင်ဖို့တုံးကြတဲ့နည်းပညာမျိုးပေါ့အဲ့ဒီနည်းပညာကိုပဲတုံးပြီး PIR sensor က area တစ်ခုလုံးကအပူစွမ်းရင်ကိုစုစည်းပြီးတော့အာယုံခံနိုင်တာပါနောက်တစ်မျိုးကတော့အတန်ကိုတုံးပြီးမြင်တဲ့ ultrasonic sensor ပါဒါကစက်ရုပ်တဲ့အတက်ဆိုမျက်စိလိုပါပဲအတားအဆီးတွေကိုရှောင်ရှားနိုင်ဖို့သူတို့ရဲ့ပတ်ဝန်းကျင်ကိုအတန်လိုင်းနဲ့တုံးပြီးတိုင်းတာတာပါသူ့ရဲ့အလုပ်လုပ်ပုံကအန်ဒေါ်ဆာကောင်းလောက်အောင်ကိုရိုးရှင်းပါတယ်အတန်ထုတ်လွှတ်လိုက်တယ်ပြီးတော့ပက်တနံပြန်လာတာကိုစောင့်နားထောင်တယ်အချိန်ဘယ်လောက်ကြာလဲဆိုတာကိုတွက်ပြီးအခွာဝေးကိုသိနိုင်တာပေါ့ဒါဟာလင်းနို့တွေညဘက်မှာပြန်တန်းနိုင်ဖို့သုံးတဲ့ echolocation စနစ်ကိုနီးပညာနဲ့ပြန်ဖန်တီးထားတာနဲ့အတူတူပါပဲထိမထားတဲ့နေရာတွေမှာရှိနေတတ်တဲ့ sensor တစ်မျိုးလည်းရှိပါသေးတယ်ကီးဘုတ်ခလုံးတစ်ချက်နှိပ်လိုက်တာကနေကားအင်ဂျင်လဲပတ်တာအထိအသုံးဝင်တဲ့ Hall effect sensor ပါပဲသူကမျက်စိနဲ့မမြင်နိုင်တဲ့တန်လိုက်ဆက်ကွင်းတွေကိုထောက်လန်းနိုင်ပါတယ်နည်းနည်းတော့ရှုပ်တယ်လို့ထင်ရပေမဲ့သူ့ရဲ့အခြေခံသဘောတရားကတကယ်တော့ရိုးရှင်းပါတယ်လက်ဆက်စီးနေတဲ့ပစ္စည်းတစ်ခုအနာကိုတန်လိုက်တစ်ခုယူလာလိုက်တဲ့အခါမှာတင်းငယ်တဲ့ဗိုလ်အားတစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒီဗိုလ်အားကိုတိုင်းတာခြင်းအပြင်တန်လိုက်ဆက်ကွင်းရဲ့အားကောင်းမှုဘယ်လောက်ရှိလဲဆိုတာကိုသိနိုင်တာပါစင်ဆာတစ်ခုကိုရွေးချယ်တဲ့အခါအကောင်းဆုံးဆိုတာထက်အသင့်တော်ဆုံးဆိုတာကပိုအရေးကြီးပါတယ်ဥပမာ read switch ဆိုရင်ရိုးရှင်းတယ်ဒါပေမဲ့ကျိုးလွယ်တယ် optical sensor ကကျတော့တိကျပေမဲ့ဖုန်းမုံနေနဲ့ဆိုအလုံးမလုံးနိုင်ပြန်ဘူးဒါကြောင့် engineer တွေကသူတို့ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးအားထားချက်အားနည်းချက်တွေကိုချိန်ထိုးပြီးတော့ရွေးချယ်ရတာပေါ့ဒီ sensor တွေကကျွန်တော်တို့ရဲ့ကဘာကြီးကိုတကယ်ပဲပြောင်းလဲနေပါပြီကဲဒါဆိုအနာဂတ်မှာတော့ဘလို့အလားအလာတွေဘလို့စိန်ခေါ်မှုတွေရှိနေနိုင်မလဲဆိုတာကိုနောက်ဆုံးအပိုင်းအနေနဲ့ကြည့်လိုက်ကြရအောင်ဒီကိုကချက်ကအထူးကအချက်ကိုထိမိမိဖော်ဖနေပါတယ်စန်ဆာလောကဟာအရှိန်အဟုန်နဲ့ပြောင်းလဲနေတယ်ပြီးတော့ဒီသိငယ်ပြီးဈေးသက်သာတဲ့အစိပိုက်တွေကပဲခက်တိနီးပညာတွေအုံမှုတီဖြစ်နာနေပြီးဆိုလာပါပဲဒါပေမဲ့အရာရာတိုင်းကပြီးပြည့်စုံနေတာတော့မဟုတ်ပါဘူးဒီ sensory ကအစွမ်းထတ်တယ်လို့တကယ်ကိုလည်းထိလွယ်ရွှဲလွယ်ပါတယ်ဆိုတော့ဘယ်လိုအမားရွေးနေဖြစ်သွားနိုင်တယ်လဲဥပမာအနေနဲ့ magnetometer ကိုပဲကြည့်ရအောင်
ဖုန်းထဲမှာရှိတဲ့တန်လိုက်ထပ်ပါတဲ့ပစ္စည်းသေးသေးလေးတွေကတော့သူ့ရဲ့တိုင်းတာမှုကိုမှားယွင်းစေနိုင်ပါတယ်။အကင်ကတအိုင်းလိုင်းလိုမျိုးတန်လိုက်စကွင်းတွေကလည်းသူ့ကိုနှောက်ယှက်နိုင်သေးတယ်။ဆိုတော့တိကျတဲ့ data ရဖို့ဆိုတာအင်ဂျင်နီယာတွေအတွက်တကယ်ကိုခေါင်းစားရတဲ့ပုံစံတစ်ခုပါပဲ။ တကယ်တော့လေကျွေးရူဒီနဲ့ပြောခဲ့တာကရေခဲတောင်မျိုးထိတ်ဆုံးလေးပဲရှိပါသေးတယ်တကယ်တော့မှတော့စစ်စင်မှုအပူအလင်းအစရှိတဲ့အရာအားလုံးနှိပါမို့တိုင်းတာနိုင်တဲ့စင်ဆာမျိုးစားဟောင်း100ကျော်တောင်ရှိနေပါတယ် ကျွန်တော်တို့ရဲ့ကဘာကြီးကစင်ဆာတွေနဲ့ပြည့်နေနေပါပြီဆိုတော့အနာဂတ်မှာတော့ကျွန်တော်တို့ရဲ့စက်ပစ္စည်းတွေကဘယ်လိုအရာတွေကိုထပ်ပြီးအာယုံခံနိုင်လောက်မလဲဘယ်လိုမမြင်နိုင်တဲ့ကဘာတွေကိုဖော်ထုတ်ပေးနိုင်အောင်မလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးစဉ်းစားသွားရမယ့်မိခိုးတစ်ခုပါပဲဒီနေ့ရဲ့ရှင်းလင်းတင်ဆက်မှုကိုကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်